ထိတ်တန့်လွတ်ကြံရေးသမားကဦးကဇွန်းနဲ့ကျက်ဦးကိုခပ်ဖြည်းဖြည်းလေးခောက်နေတော့ဒါပေမဲ့ဇွန်းရဲ့အရေးခတ်မှုကနေတဆင့်တောင်ပေါ်မှာမှောက်လျက်တာပြစ်မချင်နေတဲ့အမျိုးသမီးစနိုက်ပါတဦးကိုရုတ်တရက်တွေ့လိုက်ရလာပါပဲသူတို့ကိုယ်လုံးရုတ်တရက်ဆွန့်ပြီးအေးခဲသွားတယ်လို့ဖြစ်သွားခဲ့တယ်သူဘာမှတုံ့ပြန်ဖို့တော့အချိန်မရသေးခင်ပါပဲကြည်စံတတောင်းကတော့ထွက်ခွာသွားခဲ့ပြီလေကံကောင်းလို့ပဲသူခေါင်းလေးနဲ့ဆောင်းလိုက်မိတာကြောင့်ကြည်စံကသူ့ဖေကလျက်လေးပဲလွဲချော်သွားခဲ့တာပေါ့ဒါနဲ့ကျောင်းလန့်တကြားနဲ့သူချက်ချင်းခုန်ထွက်ပြီးပုံအောင်လိုက်ပေးမယ်စနိုက်ပါကတော့အဆုံးသတ်လိုက်တာမဟုတ်သေးဘူးသူမကတန်းချက်ကဖောက်ကြည်စံတတောင်းကိုထပ်မံပစ်ခတ်လိုက်ပြန်တယ်ဒီလိုမြင်လိုက်ရတော့အမျိုးသားကချက်ချင်းဆိုသလိုသူ့ရဲ့မြို့ဟလက်နက်ကိုဆွဲထုတ်လိုက်ပါတော့တယ်လက်ဝါးနှုတ်ဖက်ကိုဖြောင်းခနဲ့ညှိလိုက်တာနဲ့သူ့ပတ်ပတ်လည်မှာရွှေညောင်လက်စွပ်9 ကွင်းကချက်ချင်းပေါ်လာခဲ့တယ်ရိုးရွှံ့တဲ့လက်ဟန်ချင်းဟန်အနေငယ်နဲ့တဲ့လက်နက်တွေကလေထုံးမှာမျောလွင်လာပါတော့တယ်စက္ကန့်ပိုင်းအတွင်းမှာတဲ့သူကလေရင်ပြား drone 3 စီးကိုပေါင်းဆက်လိုက်တယ်အဲ့ဒီ drone တွေကခေါင်မိုးပေါ်ကနေပြန်တက်ပြီးဝေးကွာတဲ့တောင်ပေါ်စီကိုအရှင်အဟုန်ပြင်းပြင်းနဲ့ဦးတည်သွားပါတော့တယ်ဒီအတော်အတွင်းမှာတော့သူကသူ့နေရာမှာပဲငိမ့်ငိမ့်လေးနေပြီးသူ့ရှေ့မှာပေါ်လာတဲ့ဖောင်းလိုင်းရဲဖိုင်းတွေကိုကြည့်ရင်စနိုက်ပါရဲ့ဒီနေရာကိုစောင့်ကြည့်နေခဲ့တယ်သူမကတော့သူ့နေရာမှာပဲငိမ့်ငိမ့်လေးနေပြီးသူ့ရှေ့မှာပေါ်လာတဲ့ဖောင်းလိုင်းရဲဖိုင်းတွေကိုကြည့်ရင်စနိုက်ပါရဲ့ဒီနေရာကိုစောင့်ကြည့်နေခဲ့တယ်သူမခလုတ်ဆွဲဖို့ပြင်လိုက်တဲ့အချိန်မှာပဲ drone တွေကသူ့ကိုလော့ချလိုက်တာကိုတတိထားမိလိုက်တယ်အဲဒီနောက်တော့အမျိုးသားကတိုက်ခိုက်ဖို့ဆက်တင်လိုက်ပါတော့တယ်စနိုက်ပါကလည်းချက်ချင်းဆိုသလိုခါးမှာကြိုးတစ်ချောင်းကိုချီလိုက်ပြီးလက်သေးတနက်နဲ့ drone တစ်စီးကိုတွေ့ကတ်လိုက် drone ကတိတိကျကျပစ်ခတ်လိုက်တာကြောင့်ကြီးစံတွေကမိုးရွာတယ်လို့ရွာချက်လာပါတော့တယ်သူမကတော့ကြီးစံတွေကြားတဲ့ကိုကျွမ်းကျင်စွာရှောင်တိန်ရင်နောက်ဆုံးမှာတော့6 ကန်းပါးကနေခုန်ချသွားခဲ့တာပါပဲ